ဖေကိုမလေးလိုခေါ်နည်းမျိုးရှိပါတယ်တစ်ခုကအယာဆိုတာအဖေပါအယာအဖေနောက်ခေါ်မျိုးတစ်ခုကတော့ဘာပလို့လည်းခေါ်လို့ရပါတယ်ဘာပအယာဘာပအဖေအမေကိုကြတော့အီဘူးအမေမာမလို့လည်းခေါ်လို့ရပါတယ်မာမနောက်တစ်ခုကမလို့လည်းခေါ်လို့ရပါတယ်အမေကိုမအီဘူးမာမအဖေကိုကြတော့အယာဘာပအမေကိုအီဘူးမာမအဲ့ဒါအဖေနဲ့အမေခေါ်နည်းကိုပြောတာပါအဖေကိုအယာဘာပအမေကိုအီဘူးမာမတချို့လူတွေကအဖေကိုဘာပလို့လည်းခေါ်လို့ရပါတယ်ဒါပေမဲ့မလေးရှားမှာတော့ဘာပ ဘာပအဖေကိုအယာဘာပအမေကိုအီဘူးမာမအဲ့ဒါမျိုးတွေနဲ့ခေါ်လို့ရပါတယ်အဖေကိုအယာဘာပအမေကိုအီဘူးမာမကျွန်တော် YouTube ကိုလည်း Subscribe လုပ်ပေးကြပါဦးလို့ကျွန်တော်ပြောပါရစေကျေးဇူးတင်ပါတယ်